အခုကမ္ဘာအကြီးဆုံးနံပါတ်9 Biggest Crypto Exchange မှာအကောက်ဖွင့်ပြီးတော့ဘာလက်ဆောင်ရမလဲဆိုတာကျွန်တော်ပြပြမယ်ပြီးမှပဲ exchange တွေကြောင်းကျွန်တော်ရှင်းပြမယ်ပထမဆုံးအကောက်ဖွင့်တဲ့လူ9ယောက်ကိုတယောက်$5 USDT မြန်မာငွေအခုလက်ရှိပေါက်ဈေးနဲ့ဆိုလို့ရှိရင်တော့28,000ဝန်းကျင်လောက်တော့ရှိမယ်နောက်ပြီးအကောက်ဖွင့်တဲ့လူတိုင်းတခြားလက်ဆောင်ဘယ်လိုယူရမလဲနဲ့ကျွန်တော်တို့နောက်ထပ်ဘယ်လို reward တွေယူလို့ရမလဲဆိုတာကိုကျွန်တော်ပြပြပေးသွားမယ်အဲ့ဒီတော့ကျွန်တော်ဒီဗီဒီယိုထဲမှာတော့ကျွန်တော် Biggest Crypto Exchange ကြောင်းရယ်နောက်ပြီးတော့ကျွန်တော်တို့အကောက်ဘယ်လိုဖွင့်ရမလဲ KYC ဘယ်လိုတင်ရမလဲဆိုတာရယ်နောက်ပြီးတော့ဘယ်လိုလက်ဆောင်ရယူရမလဲဆိုတာရယ်နောက်ထပ်ဘယ်လို reward တွေရှိသေးလဲဆိုတာကိုရယ်ကျွန်တော်အဲ့ဒီချက်၃ချက်ကိုပဲကျွန်တော်အဓိကထားပြီးတော့ပြပြပေးသွားမယ်ကျွန်တော်တို့ပထမအဦးဆုံးအနေနဲ့ကျွန်တော်တို့ Biggest Crypto Exchange ကြောင်းတစ်ချက်လောက်ပြောကြည့်လိုက်အောင်Biggest Crypto Exchange ကတော့အခုလက်ရှိကျွန်တော်တို့ကဘာပေါ်မှာနံပါတ်9နဲ့ရက်တည်နေတဲ့ကျွန်တော်တို့အကြီးဆုံး exchange တစ်ခုလည်းဖြစ်တယ်။နောက်ပြီးတော့ Biggest ရဲ့24နာရီအတွင်းရောင်းရတဲ့ရောင်းဝယ်လုပ်နေတဲ့ဒီ crypto ရဲ့ကျွန်တော်တို့ခေါ်တဲ့ value ပေါ့နော်24 hour value ကတော့ကျွန်တော်တို့ American dollar မြန်မာငွေမဟုတ်နော် American dollar တိမ်ပေါင်း14,000ဝန်းကျင်ရှိတယ်24နာရီထဲကိုကျွန်တော်တို့ crypto တွေအရောင်းဝယ်လဲလောက်တာသူ့ရဲ့24နာရီက American dollar တိမ်ပေါင်း14,000လောက်ရှိတယ်မြန်မာငွေဆိုလို့ရှိရင်လည်းကျွန်တော်လည်းမပြောပြတတ်တော့ဘူးဘယ်လောက်ရှိလဲဆိုတာအဲ့လောက်ဝန်းကျင်ဒီ value ပေါ့နော်တန်ဖိုးကိုသူတို့ကအဲ့လိုမျိုးရောင်းဝယ်လဲလုံနေတဲ့ crypto exchange တခုပါဘာလို့ကျွန်တော်ဒီနေရာတွေပြောနေရလဲဆိုလို့ရှိရင်လည်းကျွန်တော်တို့အရင်ဆုံး crypto exchange အကောက်စဖွင့်တော့မယ်ဆိုလို့ရှိရင်တော့အဲ့ဒီ crypto exchange တွေကကျွန်တော်တို့တွေယုံရမှာလားမယုံရဘူးလားဆိုတာကကျွန်တော်တို့တွေကြည့်ရပါတယ်။ကြောက်လဲကျွန်တော်ဒီမှာဆက်ပြီးတော့ brother တို့ကိုမိတ်ဆက်ပေးတော့ဗောနော်။အဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေ Biggest မှာကျွန်တော်တို့တွေအကောက်ဖွင့်မယ်။ KYC ဘယ်လိုတင်ရမလဲဆိုတာကျွန်တော်ပြောပြမယ်။ KYC တင်တာကတော့ကျွန်တော်မြန်မာမှတ်ပုံတင်တဲ့ဟိုကျွန်တော်တင်ကြည့်တာတော့နော်။ live web တွေနဲ့တင်လို့ရဆိုတော့စောက်ရမ်းကိုမိုက်ပါတယ်။အဲ့ဆိုရင်တော့ကျွန်တော်တို့တစ်ချက်လောက်တွားပြီးတော့အကောက်ဘယ်လိုဖွင့်ရမလဲကျွန်တော်ပြောပြပေးမယ်။အမှဆုံးအနေနဲ့ကျွန်တော်ဘယ်ကိုတွားပြီးတော့အကောက်ဘယ်လိုဖွင့်ရမလဲဆိုလို့ရှိရင်အခု brother တကယ်လို့ကျွန်တော် YouTube ဗီဒီယိုကြည့်နေတယ်ဆိုလို့ရှိရင်တော့ဒီအောက်က description ထဲဝင်လိုက်ပြီးတော့လို့ရှိရင် mall ဆိုတဲ့နေရာနှိပ်လိုက်နှိပ်ပြီးတော့လို့ရှိရင်ဒီမှာကျွန်တော်ကတော့ event တစ်ခုရယ်ကျွန်တော်ရဲ့ဒီအကောက်ဖွင့်ဖို့နေရာတစ်ခုရယ်ဆိုပြီးတော့ကျွန်တော်နှစ်ခုထားထားပေးတယ်အဲ့တော့ဒီအကောက်ဖွင့်တဲ့နေရာကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးတော့လို့ရှိရင်ထားလိုက်ကျွန်တော်တို့ browser တစ်ခုထဲကိုကျွန်တော်တို့ဖွင့်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ဖွင့်ပြီးတော့လို့ရှိရင်တော့ကျွန်တော်တို့အကောက်ဘယ်လိုဖွင့်ရမလဲဒါကျွန်တော်ပြောပြမယ်ခဏလေး line ကOkay သူကတော့ email နဲ့ mobile number ဆိုပြီးတော့သူကနှစ်ခုပေးတယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ကရတော့ကျွန်တော်တို့ mobile နဲ့ဖွင့်ပြမယ်ကျွန်တော်ဆိုတော့ကျွန်တော်ရိုက်လိုက်ပြီးတော့လို့ရှိရင် password ပေါ့နော် password တော့နည်းနည်းတော့သူကကြီးတော့များတာတော့မဟုတ်ပေမဲ့သူကတော့ဟိုဘယ်လိုပြောမလဲဆိုတော့တင်ကြတာတစ်ခုလို့တယ်ပေါ့နော်ကျွန်တော် password တော့ကျွန်တော်ရေဆုံးတိတယ်မဟုတ်လားဘယ်လိုပြောမလဲလွယ်ပဲထားလိုက်တော့မယ်ကျွန်တော်တင်ကြတာတစ်ခုပေါ့နော်ဒီလိုမျိုးပေါ့ဒါဆိုလို့ရှိရင်တော့ AK Gaming 1235ဆိုပြီးတော့ hashtag ပေါ့နော်ကျွန်တော်ဒီကတော့သုံးမှာမဟုတ်ဘူး brother တို့ဒါကျွန်တော်လုပ်ပြတာပါ Okay အဲ့ဆိုလို့ရှိရင်ကျွန်တော် create account လုပ်လိုက်မယ်လုပ်ပြီးဆိုတာနဲ့ဒါကတော့သူက Google Verify နော် Google Verify ကအများကတော့ဒါ9အောက်ဘက်တစ်ခုငါဘေးဘက်ဆောင်တာတခုပြီးတော့လို့ရှိရင်ငါတဲ့ပေါ့နော်တစ်နှစ်တော့တူပြတဲ့ပုံစံတော့ယူပေးလို့ရှိရင်တော့ရပြီအဲ့ဆိုလို့ရှိရင်တော့ဒီဖုန်းထဲကိုကုန်း message လေးပို့လိုက်မယ်โอเคကျွန်တော်ရိုက်ထည့်လိုက်ပြီ693ဆိုလို့ရှိရင်တော့ဒါအကောက်ဖွင့်တာတော့ပထမတစ်ချက်ပြီးသွားပြီကျွန်တော်တို့ KYC မတင်ရသေးတဲ့အတွက် KYC တင်တဲ့ခါကျလို့ရှိရင်ဘယ်လိုတင်ရမလဲကျွန်တော်တစ်ခါတည်းပြောပြမယ်ကျွန်တော် verify လုပ်မယ်verify လုပ်တဲ့ခါဆိုလို့ရှိရင်တော့သူကဒီလိုမျိုးပေါ်လာလိမ့်မယ်ပြီးတော့လို့ရှိရင် verify ကိုပဲထပ်ပြီးတော့နှိပ်မယ်โอเคဒါဆိုတော့ကျွန်တော်တို့ Republic of Myanmar ဆိုပြီးတော့ရှိတယ်ကျွန်တော်က okay နောက်ထပ်မြန်မာဆိုတဲ့ဟာကြီးကိုထပ်ပြီးတော့ရွေးလိုက်လို့ရှိရင်เนาะဒါကတော့မှတ်ပုံတင်နဲ့တင်လို့ရမယ်ဒါကတော့ passport ဒါကတော့ driving license ပေါ့เนาะမြန်မာမှတ်ပုံတင်နဲ့တင်ချင်လို့ရှိရင်ဒါကျွန်တော်ပြောပြတာကျွန်တော်တို့တွေအဲ့လိုမျိုးပုံထည့်လိုက်လို့ရတယ်ပုံပထမတစ်ပုံကျွန်တော်ရိုက်လို့ရတယ်ကျွန်တော်တို့မှတ်ပုံတင်တွေကကျွန်တော်တို့တယောက်ကိုတယောက်ကျွန်တော်တို့
ပေးပြီးတော့မမြင်သိဘူးဘာဖြစ်လို့လဲဆိုတော့မှတ်ပုံတင်ထဲမှာပါတဲ့ data တွေကတော့ပြီးတော့မဟုတ်လားမကောင်းတဲ့လူလက်ထဲရောက်တော့လို့ရှိရင်တော့အဆင်ပြေမှာမဟုတ်တဲ့အတွက်အဲကြတော့မှတ်ပုံတင်ကိုမှတ်ပုံတင်တို့သူများတွေကိုပြီးတော့မဟုတ် line ပေါ်မှာ share တာပဲဖြစ်ပေးတာပဲဖြစ်မလို့ဖို့တော့ကျွန်တော်နည်းနည်းကြံပေးခြင်းနဲ့အဲကြတော့ကျွန်တော်မပြဘူးကျွန်တော်မှတ်ပုံတင်ကိုလည်း okay တကယ်လို့ပြီးသွားလို့ရှိရင်မှတ်ပုံတင်တို့ဘာတွေတင်ပြီးသွားလို့ရှိရင်သူကတော့ face scanner တူလုပ်လိမ့်မယ်သူရဲ့ face recognition ကတော့တိတ်နည်းနည်းလွယ်တယ်ပေါ့နော်ဘယ်လိုပြောမလဲဆိုတော့ခေါင်းလေးတစ်ပတ်လှည့်လိုက်ရုံပဲပြီးတော့လို့ရှိရင်တော့သူက under review ဖြစ်သွားလိမ့်မယ်အဲ့ဒါဆိုလို့ရှိရင် brother တို့နိုင်ဝက်ဆောက်တယ်နဲ့ဆိုလို့ရှိရင်တော့ brother တို့အကောက်ကဲလို့အောင်တော့အောင်နဲ့အောင်တော့ဘာဆက်လို့ပေးဆက်လို့ရမလဲဆိုတာက brother တို့ဘက်မှာပြသိတယ်မဟုတ်လား document ကမကြည့်ဘူးကိုရိုက်ထားတဲ့ပုံမကြည့်ပါညာပုံပေးရိုက်ခိုင်းတယ်ဆိုလို့ရှိရင်လည်းပြန်ရိုက်ပေးလိုက်ရုံပါပဲအဲ့ဆိုလို့ရှိရင်တော့ကျွန်တော်အကောက်ဖွင့်တော့ရပါပြီအကောက်ပထမဆုံးဖွင့်နိုင်တဲ့လူ900ပေါ့နော်ခုနကကျွန်တော်ပေးထားတဲ့ link ကနေပြီးတော့ဖွင့်ပါနော်လူ900ကိုကျွန်တော်ကထည့်ပေးမှာပါအကောက်ထဲတစ်ခါတည်းပေးမှာKYC level 1အောင်ပါဒါကျွန်တော်ထည့်ပေးပါမယ်Okay ကျွန်တော်တို့အကောက်ဖွင့်ပြီးသွားပြီဆိုလို့ရှိရင်เนาะခုနကကျွန်တော်ရဲ့ video description ထဲမှာပဲဒါကျွန်တော်တို့နောက်တစ်ခါထပ်ပြီးတော့နှိပ်ပြီးတော့ကျွန်တော်ရဲ့ event ပေါ့နော်ဒါ big cat ကနေပြီးတော့ကျွန်တော်ကိုလုပ်ပေးထားတဲ့ကျွန်တော်ရဲ့ fan တွေအတွက် event ဆိုပြီးတော့ရှိပါတယ်အဲ့ဒီ event ကတော့ဒါကတော့ကျွန်တော်ဒီပေးထားတဲ့ link ကနေပြီးတော့အကောက်ဖွင့်လို့ရှိရင်မတိမဆိုဒီ event ကတည်းကိုပါပြီးတော့ဝင်ပြိုင်လို့ရမယ် welcome active fan active gaming fan ဒါဟုတ်ကောပေါ့နော်သူကတော့8ရက်ပဲသူပေးထားပါတယ်သူကဘာလုပ်ရလဲဆိုလို့ရှိရင်အရင်ဆုံးတော့ register ကိုကောက်ဖွင့်ပြီးတော့လို့ရှိရင်တော့ register now ဆိုတဲ့ဟာကြီးကိုကျွန်တော်နှိပ်ပေးရမယ်ပြီးတော့လို့ရှိရင်သူက trading volume ကိုသူကတစ်ခုပဲเนาะ trading volume ကကျွန်တော်တို့100 USD ရှိလို့ရှိရင်တော့ကျွန်တော်တို့4GB ရလိမ့်မယ် okay 1GB ရတော့အခု$လာဝင်ကျင်လာတာမသိဘူးဒါလူတိုင်းကဒီ8ရက်အတွင်းဒီ task ကို complete လုပ်လိုက်တယ်လေသူတို့ကနေပြီးတော့ဒါကျွန်တော်အတွက်ဆိုပြီးတော့လုပ်ပေးထားတဲ့ event ပေါ့နော်အဲ့ဒါ brother တို့တစ်ခု brother တို့လူတိုင်းရနိုင်မယ် okay အဲ့ဒါပြီးတော့လို့ရှိရင်တော့ကျွန်တော်တို့တစ်ချက်လောက်တော့ပြီးတော့ big cat ထဲမှာဘာတွေလုပ်လို့ရသေးလဲဆိုတာကျွန်တော်တစ်ချက်ပြောပြမယ် okay ကျွန်တော်တို့ big cat ထဲစပြီးတော့ဝင်လိုက်တာ ਨੇ ဆိုလို့ရှိရင် big cat က interface ပဲပြီးလို့မျိုးဖြစ်နေလိမ့်မယ် okay ကျွန်တော်တို့ big cat ထဲစပြီးတော့ဝင်လိုက်တာ ਨੇ ဆိုလို့ရှိရင်တော့ big cat ရဲ့ user interface ကဒီလိုမျိုးရှိနေလိမ့်မယ်ကျွန်တော်တို့က KYC အောင်သိချင်လို့ရှိရင်တော့ကျွန်တော်တို့အပေါ်ဆုံးထောက်ကဒီနေရာနှိပ်ပြီးတော့လို့ရှိရင်ဒီနေရာမှာ verify ပြနေလို့ရှိရင်တော့ဒါတော့ KYC အောင်ပါပြီ okay KYC အောင်ပြီဆိုလို့ရှိရင်တော့သူ့မှာကြတော့တည်တယ်မဟုတ်လားအဲ့လိုမျိုးကျွန်တော်တို့ခေါ်တဲ့ဒီ daily ပေါ့နော်နေ့တိုင်းကျွန်တော်တို့တွေတွားပြီးတော့ coupon center ထဲတွားပြီးတော့အဲ့ဒါကျွန်တော်coupon မဟုတ်ဘူးနော်ကျွန်တော် reward ထဲတွားလိုက်မယ်တွားပြီးတော့ကျွန်တော်တို့ point တွေနေ့စဉ် claim လို့ရမယ် brother ကျွန်တော်အကောက်ကနည်းနည်း old ကောက်ဖြစ်နေတော့ brother တို့ new ကောက်တွေကြတော့နည်းနည်းမတူဘူးအဲ့လိုမျိုး point ပို့ရများတယ် point တွေရလို့ရှိရင်ဒီ voucher တွေပါရတယ်ကျွန်တော်တို့တွေယူလို့ရမယ်ဒါပထမတစ်ခုပေါ့နော်နောက်ပြီးတော့အဲ့ဒီ point တွေဘယ်နေရာမှာထပ်ပြီးတော့တွားယူလို့ရတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ခေါ်တဲ့ဒီ tap to earn တို့အဲ့လိုမျိုးကျွန်တော်တို့ခေါ်တဲ့ဒီ assist to earn တို့ကျွန်တော်တို့တွားပြီးတော့မေးခွန်းတွေဖြေမယ်အဲ့လိုမျိုးဟာ shit ဝဲဘယ်နာရောက်တော့ဘာနော်ဒီမှာ land to earn တို့ကျွန်တော်တွားပြီးတော့ကျွန်တော်တို့အဲ့လိုမျိုးမေးဖြေတွေမေးပြီးတော့ဒီလိုမျိုး point တွေယူလို့ရတယ်အများကြီး point တွေနည်းနည်းတော့မဟုတ်ဘူးအဲ့လိုမျိုးကိုကတွားပြီးတော့ဖတ်မယ်ပြီးတော့လို့ရှိရင်သူမေးထားတဲ့ကျွန်တော်တို့မေးခွန်းတွေ question တွေကျွန်တော်ဖြေလို့မှန်လို့ရှိရင်တော့ဒီ point တွေရလိမ့်မယ်ဒီ coin point တွေပေါ့နော်အဲ့ coin point တွေကခုနကကျွန်တော်ပြော voucher တွေနဲ့ကျွန်တော်တို့လဲလို့ရတယ်အဲ့ဒီတော့ကျွန်တော်အခုဒါ big gap ပေါ့နော်နောက်ပြီးတော့ဘယ်လိုကျွန်တော်တို့တွေသိတယ်မဟုတ်လားဒါကတော့သူတို့ရဲ့တကယ်လို့တခြားဘယ်လိုပြောမလဲ platform သုံးဘူးတဲ့လူဆိုလို့ရှိရင်တော့ဒီနေရာတွေက save မယ်လို့တော့မထင်ဘူးလူသစ်ဆိုလို့ရှိရင်တော့ okay ကျွန်တော်တို့ access တွေပဲနေရာသွားရတယ်ဒီအကောင့်တော့ကျွန်တော်မှာ0 USD ပဲရှိတယ်ဒါ overview ပေါ့နော်ကျွန်တော်တို့တွေအဲ့လိုမျိုးမြန်မာငွေတွင်းချင်လို့ရှိရင်တော့ကျွန်တော်တို့တွေ P2P ထဲသွားပြီးတော့မြန်မာငွေတွေရှိတယ်ဒါပေမဲ့အခုမှ big cat ကကျွန်တော်တို့မြန်မာနိုင်ငံဟိုလိုပြောမယ် user တွေကိုစပြီးတော့မိတ်ဆက်ပေးတယ်ဆိုတော့သုံးတဲ့လူတွေတော့နည်းနည်းနေလိမ့်မယ် where is the P2P where shit where
ဟဲ့ဘယ်မှာလဲ P2P อ่ะဘယ်ရောက်သွားလဲဒါအတမ P2P နော် P2P တဲ့တော့ကျွန်တော်မြန်မာကတော့နည်းနည်းသုံးတဲ့လူကိုတင်းနေနေတယ်ဘိကက်ကအခုမှမြန်မာကိုစပြီးတော့မိတ်ဆက်ပေးတယ်ဆိုတော့လေအဲကြတော့ brother တို့တကယ်လို့ဒီမှာလဲဝယ်ရောက်လုပ်လို့ရတယ်ဒါပေမဲ့သုံးတဲ့လူနေတဲ့အတွက်ကတော့ market ကတော့တိတ်ပြီးတော့ဟိုကောင်မဖြစ်ဘူးဒီမှာ KP နဲ့ဘာညာပေါ့နော်ဈေးတွေဘာညာနဲ့ကျွန်တော်တို့ဝယ်လို့ရမယ်ဒီမှာရောင်းလို့ရမယ်တခြား platform မှာကိုကရောင်းပြီးတော့ဒီ platform နဲ့ကျွန်တော်တို့ထည့်ချင်တယ် brother တို့ထည့်ရတာအဆင်ပြေလိမ့်မယ်ကျွန်တော်နောက်ဗီဒီယိုမှာပဲ brother တို့ဘယ်လိုတက်တာဆုံးနည်းနဲ့ USDT တွေကိုတခြား platform တစ်ခုနဲ့တစ်ခုဘယ်လိုchange ရမလဲဆိုတော့ကျွန်တော်ပြောပြပေးမယ်ကျန်တဲ့ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကအခုဒါဆိုလို့ရှိရင်တော့ဒါ backup ပေါ့နော် backup ဆိုလဲမြန်မာအဲ့လိုမျိုးကျွန်တော်တို့ဒီမြန်မာနိုင်ငံကစပြီးတော့မိတ်ဆက်တယ်သူဘယ်လိုပြောမလဲအဲ့လိုမျိုးမြန်မာ user တွေကိုသူကဟို promotion ဆင်းနေတဲ့အချိန်ပေါ့နော်အဲ့ကြလဲကျွန်တော်ကအပေါ်မှာရေးထားတယ်ဒီခွင့်ရကတတ်မှတ်တစ်ခါရချင်ရလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကအမြဲတမ်း promotion ဆင်းနေမှာမဟုတ်ဘူးနောက်ပြီးတော့ crypto exchange တွေက crypto currency တွေကပေါ့နော် digital ငွေကြေးတွေကအခုမှပေါ်လာတာကျွန်တော်တို့10စုနှစ်ကြော်ပဲရှိသေးတယ်ပြောမလဲဆိုတော့ crypto ဆိုတာကြီးကိုနည်းနည်းပို့ပြီးတော့လေ့လာသိတယ်နောက်ပြီးတော့ကဲလို့မလေးလာဘူးဆိုလို့ရှိရင်ဘာမှတော့မဖြစ်ပါဘူးဒါပေမဲ့ခက်နောက်ကျသွားနိုင်တယ်သူများတွေတကြက်ကြလို့ဟာငါကြီး crypto မလေးလာရထားရဘူးကွာဒါကြောင့်မို့လား crypto ဒီလောက်ချိတုံးဝင်တယ်ကျွန်တော်ဆိုပြောပြလို့မကုန်အောင်တုံးလို့ရတယ် crypto ကတော့ကျွန်တော်တို့ financial လို့ခေါ်တယ်ကျွန်တော်တို့ဒီcryptocurrency ဆိုတာကကျွန်တော်တို့ငွေကြေးပဲပေါ့နော်ပြောရင်တော့ digital ငွေကြေးနဲ့ကျွန်တော်ရိုးရိုးငွေကြေးပဲကွာတာဆိုတော့လေ digital ငွေကြေးကတော့ကျွန်တော်တို့ဘယ်လိုပြောမလဲပို့ပြီးတော့တင်ကျဲတယ်ရိုးရိုးငွေကြေးတွေထက်လည်းပို့ပြီးတော့အဲ့လိုမျိုးလုံးလို့ရတဲ့ဟာတွေကများတယ်ဟုတ်ဘယ်လိုပြောမလဲ crypto exchange တွေကတော့ top အပေါ်မှာရှိနေတဲ့ crypto exchange ကတော့ယုံလို့ရမယ်ဒါတစ်ပိုင်းတိတဲ့တိုင်းပဲဘယ်လိုပြောမလဲ ban တွေလိုမျိုးပဲတင်ဖို့ ban တွေတိုင်းတော့ကျွန်တော်ယုံလို့ရရပါဖြစ်ညာဖြစ်မဖြစ်ဘူးသူဖြစ်လာလို့ရှိရင်တော့လည်းဘာမှမတတ်နိုင်ဘူးပေါ့ဆိုတဲ့ပိုင်းကျွန်တော်ပြောရင်းနဲ့ကျွန်တော်တို့နောက်ဗီဒီယိုမှာပဲတွေ့ရတာပေါ့နော်အားလုံးပဲကောင်းတဲ့နေ့လေးဖြစ်ပါစေ